ဒီနေ့ကျွန်တော်တို့ဆင်ခြင်မဲ့နှုတ်ကပတ်တော်ကိုဖတ်ပါမယ်ဟေဘကုတ်အနာဂတ်ကျမ်းခန်းကြီး3ငယ်16မှာ19ထိဖတ်ပါမယ်ဗျာဒိတ်တော်သံကိုငါကြားသောအခါရင်၌လှုပ်ရှားခြင်းအေးခိုင်ခြင်းယူဆွေးမြင့်ခြင်းအကိုယ်လုံးတုန်လှုပ်ခြင်းရှိ၏အကြောင်းမူကားအမှုရောက်သောနေ့လောက်ကြံသောသူသည်ငါ၏လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်နေရ၏သေဘောတဖန်တွင်မပွင့်ရစပြစ်ပင်မတီးရသံလွင်ပြီးကျေးဇူးကိုမျှော်လင့်၍မခံရလေတို့သည်အသီးနှံကိုမပေးရသိုးကြံ၌သိုးကုန်၍တင်းကုန်၌နွားမရှိရသို့တော်လည်းထာဝရဘုရား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုငါအမိပြုလျက်ရှင်လာမည်ရှင်ထာဝရဘုရားသည်ငါ၏အစွမ်းတတ္တိဖြစ်တော်မူ၏ငါခြေကိုသမင်ခြေကဲ့သို့ဖြစ်စေ၍ငါ၏မြင့်ရာအရပ်ပေါ်မှာငါကိုနေရာချတော်မူ၏ဘုရားသခင်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကဲ့တဲ့ဇူလိုင်လထဲမှာကျွန်တော်တို့အဲလီမှာသွားပြီးတော့သာသနာစီဝေတစ်ခုပါဝင်ခွင့်ရပါတယ်ဒီဖွဲ့ကတော့ဒီကာနာလို့ခေါ်ပါတယ် Burmese Christian Association of North America ဆိုတော့ကနေဒါမှာပါတဲ့ဖွဲ့ဖြစ်ပါတယ်အဲ့တော့ဒီဖွဲ့စီဝေကိုကျွန်တော်တို့သွားပြီးတော့ပါဝင်တဲ့အခါမှာကျွန်တော်နဲ့အဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့ဆရာတော်လိုက်ရရှဲကိုဒီအဖွဲ့ရဲ့စီဝေအတွက် theme အဓိကအချက်ကိုရှာဖို့တာဝန်ပေးတဲ့အခါသူက San Francisco ကနေ New York ကိုဖုန်းဆက်ပြီးတော့ကျွန်တော်တို့နှစ်ယောက်ဆူတောင်းပြီးတော့မှခေါင်းစဉ်ကိုရှာရပါတယ်ရှာတဲ့အခါကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုခြုံငုံပြီးတော့မှဒီနေ့အတွက်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘာလဲဆိုတော့မှကျွန်တော်တို့နေ့ကရှာတဲ့အခါမှာ The Lord God is my strength အရှင်သခင်ဘုရားဟာကျွန်တော်တို့ရဲ့အစွမ်းတတ္တိဖြစ်တယ်ဆိုပြီးတော့မှခုနဟေဘကုတ်ခန်းကြီး3ကိုအခြေခံပြီးတော့မှကျွန်တော်တို့သီးရွေးပြီးတော့မှစဉ်းကျင်စဉ်းစားလက်ခေါ်အားယူကြပါတယ်အဲ့တော့ကျွန်တော်ခုနကထိုင်နေတဲ့ဒီသီးကိုကျွန်တော်တို့ရွေးတဲ့အခါမှာဘုရားသခင်နှုတ်ကပတ်တော်ကအလောအပ်အောဖို့ကောင်းကျွန်တော်နဲ့ဆရာလိုက်ရှဲကဖြစ်ပြနေတဲ့အခြေအနေဒီချိန်ကတော့စီးပွားရေးရ recession လို့ခေါ်တဲ့နော်စီးပွားရေးတစ်ခါတည်းကျဆင်းနေတဲ့အချိန်ကာလမှာကျွန်တော်တို့အသက်ရှင်ပြီးတော့မှအားလုံးရုန်းကန်ပြီးတော့မှအလုပ်ပြုတ်တဲ့လူတွေပြုတ်ပြီးတော့မှအမျိုးမျိုးတွေဖြစ်ပြီးတော့မှနေတဲ့အခြေအနေအချိန်ကာလမှာနှုတ်ကပတ်တော်ရဲ့ကိုအခြေခံပြီးတော့မှကျွန်တော်တို့ဘယ်လို survive ဖြစ်အောင်လုပ်မလဲဘယ်လိုခံရနိုင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ကစဉ်းစားပြီးတော့မှအဖြေပေါ်လိုက်ဒါပေမဲ့ကျွန်တော်ကထိုင်နေတဲ့ဘာဖြစ်လို့ဒီလိုအခြေအနေဖြစ်ရတာလဲဆိုတာကိုနှုတ်ကပတ်တော်ကဘာပြောလဲဆိုတော့ကျွန်တော်တို့စဉ်းစားဖို့မေ့ဥမာဟလာဘာဘူးလို့နိုင်ငံမှာသွားပြီးတော့မှဣသရေလလူမျိုးတွေအနှစ်80 exile သွားပြီးတော့မှသူတို့ရဲ့တိုင်းပြည်မှာဖန်ဆီးခြင်းခံရပြီးတော့မှတိမ်သွားခြင်းခံရတာလဲလို့မင်းတဲ့ခါမှာဣသရေလလူမျိုးတွေကဘုရားသခင်စကားကိုနားမထောင်လို့ဘုရားမကြိုက်တာတွေလုပ်လို့ဘုရားကိုကိုယ်ဝယ်ယုံကြည်အားထားမယ်စာတခါတည်းကြတဲ့ဘုရားတွေကိုအားကိုးပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်ဒီနေ့မနေ့ပဲအန်ဒီတော်လာစီအင်ကနေကျွန်တော်တို့လာတဲ့အခါခါတိုင်းတော့ကျွန်တော်ကသူများမောင်းတဲ့ကားနဲ့အစင်သက်စီးပြီးတော့မှသွားလာဒီတစ်ခါတော့ကိုကားကိုမောင်းပြီးတော့မှမသွားဘူးပဲနဲ့ပေါ့နော်သွားတော့နည်းနည်း GPS လေးကိုအားကိုးပြီးတော့မှအန်ဒီတော်လာစီရဲ့အင်ကနေပြီးတော့မှ chest day စာကိုကျွန်တော်ထည့်လိုက်တော့ထုံးစံတိုင်းပေါ့နော်အမျိုးသမီးတယောက်ကဘယ်ကွေ့ညာကွေ့တဲ့သွားပြောတာပေါ့ဒါပေမဲ့ကျွန်တော်ကဓာတ်စီကနေအဲ့ဒါအဒီကျွန်တော်ဓာတ်စီသွားမယ်ဟုတ်ပြီတဲ့ဆိုတော့စတာလေ GPS က left turn လို့ပြောတယ်
နီဒေါ်လာစီကညာကွေ့ပြောတယ်စားတာလည်းကျွန်တော်ကတခြားလူတွေညာကွေ့လို့မှသွားပြီးဓာတ်စီထည့်တယ်ပြီးတော့ဘာသတိထားမလဲဆိုတော့အဲ့ဒီ GPS ကနေအမျိုးသမီးကဘာသာမှမကြားတော့ဘာကြောင့်ဆိုသူပြောတာတွေကျွန်တော်တခုမှနားမထောင်ဘူးနဲ့ဘာဖြစ်နော်ကျွန်တော်လမ်းပြတယ်ဆိုတာအလီဒေါ်လာစီကတော့ကျွမ်းနေလို့တော့မလားအဲ့တော့သူကနေပြီးတော့မှဓာတ်စီစဉ်ကနေဘုရားကျောင်းကိုသွားတဲ့ဟာကိုသူကပြလိုက်တော့ကျွန်တော်အဲ့မှာတရားတော်ကိုရပါလေဘုရားသခင်ကလည်းကျွန်တော်တို့သန့်ရှင်းတော်ဝိညာဉ်တော်နဲ့လမ်းပြပြောနေတယ်ဒါပေမဲ့ကျွန်တော်တို့ကဘုရားသခင်ရဲ့လမ်းပြမှုကိုကျွန်တော်တို့ကနားထောင်ခံယူမှုမရှိတော့ပဲနဲ့အခြားသောသုံးတယောက်တော့နော်ကျွန်တော်တို့ကိုအားကိုးပြီးတော့မှကျွန်တော်တို့သူ့ရဲ့လမ်းပြမှုကိုခံယူပြီးတော့မှသွားတဲ့အခါဘုရားသခင်ရှိရာဗျာဒိတ်တော်အတာမဖြစ်သွားတယ်ရှိတော့ကျမ်းစာထဲမှာပါတယ်ကျွန်တော်တို့ရှမွေလခေတ်မှာထိုကာလနိုင်တဲ့နှုတ်ကပတ်တော်နေပါ၏ဘုရားသခင်နှုတ်ကပတ်တော်ဗျာဒိတ်တော်အလိုတော်မရှိဘူးဆိုရင်ကျွန်တော်တို့အကန့်လို့ပဲဘုရားဘာအလိုတော်ရှိတယ်ဘုရားဘာလုပ်စေခြင်းလဲဘုရားရဲ့အလိုတော်ကဘာလဲဆိုတော့မသိရင်ကျွန်တော်တို့တော်ဥပမာလူတစ်ယောက်ကကျွန်တော်တို့နဲ့ပေါင်းသင်းတဲ့အခါသူကဘာစိတ်ရှိတယ်ဘာသဘောရှိတယ်ဘာလိုရှိတယ်ဆိုတော့မသိရင်သူနဲ့ကျွန်တော်တို့နဲ့ပေါင်းသင်းဆက်ဆံရအလုံးမခက်ပါအဲ့တော့ကျွန်တော်ပြန်ပြီးတော့မှဒီနေ့လာရင်နဲ့သင်ခန်းစာရတယ်အဲ့တော့ကျွန်တော်တို့ပုံပြတဲ့ဘုရားသခင်နှုတ်ကပတ်တော်ကဒီလိုဘာလို့ recession ဖြစ်ရလဲဆိုတဲ့အချိန်ကြာမှကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကနေအဖြေရတာမဟုတ်နှုတ်ကပတ်တော်ကဘာလို့မင်းတို့ဒီလိုဖြစ်ရတာလဲဆိုတာကိုပြောထားပြီးသားအဲ့တော့ကျွန်တော်တို့ရဲ့ role ကတစ်မျိုးစဉ်းစား why ဘာကြောင့်ငါတို့ဒီလိုဖြစ်ရတာလဲကျွန်တော်ဝန်ခံကြရရှိတယ်ဘုရားသခင်ကိုအားကိုးတာယုံကြည်တာချစ်တာကြောက်တာတွေရှိတော့ပဲနဲ့ကျွန်တော်တို့သဘောကျွန်တော်တို့စံတာကျွန်တော်တို့ငါတို့သိတယ်တတ်တယ်နားတယ်ဆိုမှဖះကိုကျွန်တော်တို့ရဲ့ society ဖះကိုကျွန်တော်တို့ life ကနေဖယ်ပြီးတော့မှကျွန်တော်တို့ဘဝကိုကျွန်တော်တို့သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီနေ့ကျွန်တော်တို့ရှောက်နေအမေရိကန်မှာရှိတဲ့တိုင်းပြည်ဟာနော်ဘုရားကမ္ဘာအိုဘားမားက The United States of America is not a Christian country ဆိုတော့သူဟာကျင်းရတယ်ဒီတိုင်းပြည်ကခရစ်ယာန်တိုင်းပြည်မဟုတ်ဘူးတဲ့ဆိုတော့မှလူတော်များများရဲ့အကြိုက်ကိုပြောတဲ့အခါဒါပေမဲ့ဘုရားသခင်တကယ်ပဲချစ်ပြီးတော့မှတကယ်ပဲယုံကြည်ပြီးတော့မှစက္ကပ်ပြီးတော့မှပြည်တော်ကိုချမ်းသာပြီးဆုတောင်းနေသေးတယ် remnant လို့ခေါ်တဲ့ဘုရားသခင်ကိုချစ်သေးကြောက်သေးတဲ့ယုံနေတဲ့လူတွေရှိသေးတဲ့အတွက်တော့တော်တော်နဲ့ကောင်းမလားဘုရားသခင်မဖြစ်စီဘူးမဖြစ်စီခင်ပါပြောတယ်အာဗြဟံဖြောင်းမတဲ့လူတွေရောက်ဘလောက်ရှိလဲ90ရှိချမ်းသာပြီးမယ်တဖြည်းဖြည်းနဲ့ပါဖြစ်တယ်ရှော့ပြီးနောက်ဆုံးမလျော့ပဲကြာ9ယောက်ရှိရင်ငါမဖြစ်စီဘူးလို့ပြောတဲ့အခါတော်တော်နဲ့ကောင်းမလားမိမိုးရွာပြီးဖြစ်စီလိုက်တယ် that means မလျော့တော့မရှိဘူးလေ9ယောက်ရှိဘူးဘယ်နှယောက်ပဲကြာလောတာရဲ့သူ့မိန်းမရဲ့သမီး2ယောက်ပဲရှိတယ်တယောက်လူနေတယ်တယောက်လူတာလေးနဲ့နော်တော်လို့နဲ့ခုံမလားအဲ့ဒီ4ယောက်တော့တိတ်ပြီးတော့ရန်တော့မပြေချင်ဘာကြောင့်လဲလောတာမိန်းမဘာလုပ်လိုက်သေးလဲဖျားတားတဲ့ဂျားတွေကမဖြစ်ဘူးနောက်နေကြည့်ပြီးတော့စားတယ်ဖြစ်သွားသေးတယ်အဲ့တော့ချက်သားကြီးကိုပေါ်တော့ပေါ့လို့အခြေအနေကအဲ့ဒီလိုဖြစ်တဲ့ခါမှာကျွန်တော်တို့ကဘာလို့ဒီလိုဖြစ်ရတာလဲဆိုတာကိုစိတ်ကြီးသုံးသပ်ပြီးတော့မှကျွန်တော်တို့နောင်တရဖို့လိုတယ်ကြောင်းလဲဖို့လိုတယ်ပြီးတဲ့အခါဘုရားသခင်ကျွန်တော်တို့တွေ့နေရတဲ့ဒုက္ခဆင်းရဲတွေကနေလွတ်မြောက်အောင်ကယ်တင်နိုင်တဲ့ဘုရားဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်တော်မှာလည်းကြောက်ပြလူမျိုးလူသားသား3မျိုးပဲရှိတယ်ဒီနေ့ဘဝရဲ့အခက်အခဲပြဿနာတွေတွေ့တဲ့အခါမှာပထမလူသားသားတော့ဘဝပြဿနာဒုက္ခဆင်းရဲအခက်အခဲအောက်မှာပြားပြီးတော့မှနေတဲ့လူတွေ flat ဖြစ်ပြီးတော့မှ hit the border လို့ခေါ်တယ်ကြားသာထဲမှာလည်းရင်မဟာတဲ့မြေမှာကတ်နေတယ်လို့ကြားသာပြောတယ်စာလံထဲမှာအဲ့ဒီအုပ်စုပေါ့နော်အားလုံးရဲ့ဖြစ်စီမှုရဲ့ဓာတ်အောက်မှာပြပြားပြီးတော့မှသူဘာမှမတတ်နိုင်တဲ့ဖြစ်နေတဲ့လူသားစားဒါကအခြေအနေတစ်ခုဒုတိယကတော့အဲ့ဒီလူလောက်တော့အခြေအနေမစိုးဘူးသူကဆင်းရဲဒုက္ခအခက်အခဲပြတ်တာတော့မှရုန်းကန်လှုပ်ရှားပြီးတော့မှလွတ်မြောက်မှုအတွက်ကြိုးပမ်းနေတဲ့လူသားစားသူ့ကိုကြည့်လိုက်အမြဲတမ်းအခက်အခဲဆင်းရဲဒုက္ခပြတ်တာတွေနဲ့ပဲရှုပ်ထွေးပြီးတော့မှဘုရားကြောင့်ကိစ္စသူစဉ်းစားနိုင်ဘူးအိမ်မေးတာလူရဲ့အခက်အခဲသူစဉ်းစားနိုင်ဘူးသူ့ရဲ့ survival အတွက်သူကရုန်းကန်နေတဲ့အုပ်စုဖြစ်တယ်တတိယကတော့လေအခက်အခဲဆင်းရဲဒုက္ခမရှိတာမဟုတ်ဘူးတဲ့အဲ့အခက်အခဲဆင်းရဲဒုက္ခအပေါ်မှာသူကရပ်ပြီးတော့မှခရစ်တော်ပေးတဲ့ဘုရားပေးတဲ့ခွန်အားနဲ့အောင်မြင်မှုကိုရယူနေတဲ့သူများဖြစ်တယ်တဲ့
Philippians 4:13 I can do all things through Christ who strengthened me. God will come on it. Easy the critical option. Cutting off who they go. That's one and the Rubiole. She made you a Pama. I can't get that now. But she never go no. Now so your money gone Piataka. Kick it on my thing on it. I mean, do not show the money at home. No, there you are, Jordan. Quitter never win. Winners that never quit. No, I show the Maha Beroma, only whom we are, only everybody, Beroma Babjet. I show who be the name Lubio Toza Shide. Generally, be position my Shide. Mauroma, Flappiroma, Aloe, Tizim Almala, I'm a Tema, young Ganny, Chinina, Toho, Aboma. Jackie Biloma, Crito Apia, Almimu, Yayu, go to Miala, Dine, Senior Silla, Chipan, Elopana, Hapagoga, a Chini Magown, Sipoy, and a Chini Magown. Thank you, Nihari, Yanduria. Why you got Taibulani? Bahama, a Chini Magown, Sayoin Magown, Women Magown, and a Dino Chini, Surema, General Pelu. Yet if you don't make a Teshiam, you're a Kamar, Dini, Hapagoga, General Red, to a Pita, though lay against the session. You don't know the pity, you don't know the pity, you don't know the pity there. How about it? Though lay, and I know my Yiki. You need Piatti and you know, looks it in the parties in the restaurant, seeing your Bushiba there. There was sound of about doing this law. Happy moments. Praise God. You're showing one of them a chini, a chin kalidi, don't do it. Piatti, come dear to the Chimama. Kriani had a chin in the mule, a chini, don't do that. I look some of you, she had it. No. Go pitching out a chinny, hallelujah, praise the Lord, load the head. Go pitching low Pimla like a chinny, Macawi, a load of Welwokan. Ah, now Piatti and Lowe. You know, we don't create an ain't a cool kind of a don't sally. A chinny going, kids away, a chinny Macawi, a load away. Now let my mouth. Now, at all, happy moments there, praise God. Difficult moments, pain, a chinkala mare, seek God. Piao Shama, Namalo, the Doka CM Yatanari, don't do it, yes, I can. I say, what the fool, Mamma Lula. No, Piao Gilio, Pop Cellula, Masai, General, Gogo Cindy, Doka CM, KK, I don't want to oh, West Aura, Sergeant and Chini, Yamekama, why? I don't like Lupia, English Java, Bajoles in it. No, he came into his senses there. Tu ye ati yang yang wela le o nga di lu ba jaw phit ya le so le naung da sait wela pi lo ma jano lo phya ko apha ai ko pian pi lo twa de a jaung quiet moments that worship God they say pi lo ma achi ni ni jung twi ya de khan sa de kha ma phya thkin ko wo pi ko we ba de painful moments trust God na jin mu we na khan sa ya de achin kha achi ni ma every moment, thank God. Chini chinka daima, hello baby, in everything. No, thank God for that. Jangza time chipa. The jamo dine, Turu Webo, Jano Sian, two are really Yaba. I met to up Yara, you're a Chiamajano. No, and all. Neither you live a mother, but also have a talk about your rejoice to Tony. Me, a chinny below, so I a chinny below, Macau, chinny basin, Korean in a Korean movement in it, she line, China, she am a checker, to those sing yet, I am chinny and chima, General Piatti, one meal sonny, General Piatti, General. Chimwamu Beshi. Now rejoice in the Lord. Jana Yomane. General Niti go Salidane. No, Piakinesa. This is the day that the Lord has made. Let us rejoice and be glad in it.
ဒီနေ့ရဲ့ဒီထောင်ရဖျားစီရင်တဲ့နေ့ဖြစ်တယ် Joyce Meyer ဆိုတဲ့အမျိုးသမီးကသူ့ရဲ့ ministry မှာခေါင်းစဉ်ပေးထားတယ်ဟာလေ enjoy ဘာဖြစ်လဲ everyday life နေ့စဉ်အသက်တာမှာပျော်ရွှင်ဝမ်းမြောက်မှုအဲ့တော့ခရိယန်တွေက joy ဆိုတဲ့စကားကိုသုံးတယ် happy ဆိုတဲ့စကား happiness က happening နဲ့ပဲဆိုင်ဒီနေ့ခရိယန်တွေက joy to the world the Lord has come လောကဝမ်းမြောက်ဖခင်ကြွလာတင်းတို့ကပေးတဲ့ဝမ်းမြောက်ခြင်းကလူတွေပေးတဲ့ဝမ်းမြောက်ခြင်းနဲ့မတူဘူးတဲ့ဒါကြောင့်မို့ဆင်းရဲဒုက္ခအခက်အခဲကြုံတွေ့ရတဲ့အခါတိုင်းမှာဒီနေ့ကျွန်တော်တို့ဝမ်းမြောက်ဖို့ရှင်လန်းဖို့ဘုရားခင်ကျွန်တော်တို့ကိုအဲ့လိုတော့ရှိပါတယ်ဒါကြောင့်မို့ဒီနေ့ဒါဟာဘယ်လိုမှလိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်ခရစ်တော်ကဘာပြောလဲဆိုရင်တဲ့ညီမနှိမ့်ဆက်ခြင်းခံရတဲ့ခါမှာတဲ့နော်ဝမ်းမြောက်ရှင်မြူခြင်းရှိကြတော့တဲ့တင်တို့ရှိကပေါ်ထွန်းသော prophet တို့ကိုထိုနည်းတူညှင်းဆဲကြတယ်အဲ့တော့ခရစ်တော်ကလည်းအခြေအနေတွေမကောင်းအခြေအနေတွေဆိုးပါတယ်ညှင်းဆဲတပ်ဖြောင်းခံရတဲ့အချိန်မှာဝမ်းမြောက်ပါတဲ့ယောမခန်းကြီး9အငယ်3မှာရှင်ပေါလုကလည်းညှဉ်းပန်းဆင်းရဲဒုက္ခကြုံတွေ့ရတဲ့ခါမှာတဲ့ဝါကြွားဝမ်းမြောက်ပါတဲ့ James ကလည်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးဖို့တဲ့အမျိုးမျိုးသောဆင်းရဲဒုက္ခစုံစမ်းနှောက်ယှက်ခြင်းတွေတွေ့တဲ့အခါမှာဝမ်းမြောက်ပါတဲ့ဝမ်းမြောက်စရာတက်ဖြစ်တယ်လို့ခံယူပါတဲ့ပီတာကလည်း First Peter 1:6-9 မှာနော်ရှင်လန်းဝမ်းမြောက်ဖို့ဆင်းရဲဒုက္ခကြုံတွေ့တဲ့အခါအဲ့တော့ဆင်းရဲဒုက္ခဟာကျွန်တော်နှမျိုးပဲရှိတယ်ကျွန်တော်တို့အပြစ်ကြောင့်ကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခနဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုစမ်းသပ်စစ်ဆေးဖို့အတွက်ကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခနှမျိုးပဲရှိတယ်အဲ့တော့ဒီဆင်းရဲဒုက္ခကြုံတွေ့ရတဲ့အခါတိုင်းကျွန်တော်တို့အပြစ်ကြောင့်ကြုံတွေ့ရတဲ့ဆိုရင်ကျွန်တော်တို့ကနောင်တနဲ့ဘုရားသခင်ထံမှာတောင်းပန်ပြီးတော့မှကျွန်တော်တို့ဘုရားသခင်ထံမှာဝန်ချတဲ့အခါမှာဒီဆင်းရဲဒုက္ခကိုအောင်မြင်နိုင်လို့ကျွန်တော်တို့ဘာမှအပြစ်မလုပ်ဘဲနဲ့ယောဘလိုပေါ့အတလို့နော်ဆင်းရဲဒုက္ခအခက်အခဲကြုံတွေ့တဲ့အခါမှာဘုရားသခင်ကိုဟလာအပြစ်မတင်ဘဲနဲ့မြေကိုမထုတ်ဘဲနဲ့နော်ဘုရားသခင်အလိုတော်ကိုဝန်ခံလိုက်တဲ့အခါမှာတဲ့နော် double for his trouble တဲ့ဆရာကြီးကသူ့ရဲ့အတလို့ခံစားရတဲ့ဆင်းရဲဒုက္ခအတွက်ဘုရားကောင်းကြီးတစ်ဆက်ဘုရားခင်ပေးမှဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆင်းရဲခံရတဲ့ခါမှာကိုယ့်ကိုယ်မေးဖို့ကတစ်ခုပဲရှိတယ်ငါဘာများဘုရားမကြိုက်တာတွေလုပ်လို့ငါဒီဆင်းရဲဒုက္ခခံရတာလေသို့မဟုတ်ယောဘလိုငါရဲ့ယုံကြည်ခြင်းကိုစသတ်စစ်ဆေးတယ်ဆိုရင်ကျွန်တော်တို့ဒီကျေးဇူးတော်ကိုချီးမွမ်းပြီးတော့မှဒီဆင်းရဲဒုက္ခကိုခံယူပါတယ်တဲ့ If God brings you to it he will bring you through it ဘုရားသခင်ခင်ဗျားကိုဒီအခြေအနေထဲမှာဒီလိုခံစေတယ်ဆိုရင်တဲ့ဘုရားသခင်ကအဲ့ဒီအခြေအနေကိုဖြတ်သန်းဖို့သူမဆာမယ်ဆိုတာကျမ်းစာကဖော်ပြပါတယ် The will of God will never lead you where the grace of God cannot keep you ဘုရားသခင်အလိုတော်ဟာတဲ့သူ့ရဲ့ကျေးဇူးတော်နဲ့မပတ်စည်းနိုင်တဲ့နေရာကိုတဲ့ဘယ်တော့မှဥဆောင်ပြီးတော့မှခေါ်မသွားဘူးဒါကြောင့်မို့စာလံကျမ်းပြောတဲ့မီးတွေပဲဖြတ်ဖြတ်ရေတွေပဲဖြတ်ဖြတ်ဘုရားသခင်နဲ့အတူသွားတဲ့အခါမှာမီးမလောင်ဘူးတဲ့ရေမနစ်ဘူးတဲ့ဒီနေ့ဘုရားသခင်အခြေအနေတွေဘယ်လိုပဲဆိုနံပါတ်1ကျွန်တော်တို့ rejoice ဘုရားသခင်၌ကျွန်တော်ဝမ်းမြောက်ခြင်းရှိဖို့ဒါနံပါတ်1ဖြစ်ဒုတိယကတော့တဲ့ဘုရားသခင်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတဲ့နော်အရာရာတိုင်းမှာဒီနေ့ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းဖို့လုပ်ပါတယ် in everything give thanks ဒီနေ့ဘုရားသခင်ကဘာကြောင့်ကျေးဇူးတော်ချီးမွမ်းရမလဲလို့ပြောတဲ့အခါမှာတဲ့ all things work together for God အောင်ကြုံတွေ့ရင်ဆိုင်ခံစားရတဲ့အရာတွေအဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အဲ့ဒီကနေဘုရားသခင်ကအကောင်းကိုပေါ်ထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ခက်ခဲကြုံတွေ့တဲ့အခါမှာချီးမွမ်းပါတယ်နောက်ဘာလို့ချီးမွမ်းရမလဲဆိုရင်တဲ့နော်ဘုရားသခင်ကကျွန်တော်တို့ကိုမခံနိုင်တဲ့စုံစမ်းခြင်းမပေးဘူးဆိုတဲ့ဂရုတော်ရှိတဲ့အတွက်အခုခက်ခဲတယ်မခံနိုင်အောင်ရှိတော့လေဘုရားသခင်ခွန်အားပေးမယ်ဆိုတာကိုယုံပြီးတော့မှဒီအတွက်ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းပါတဲ့တတိယကတော့ဘာကြောင့်ကျေးဇူးတော်ချီးမွမ်းရမယ်ဆိုရင်တဲ့ဒီကြုံတွေ့ရတဲ့အခက်ခဲအဖြစ်ဒါယုံကြည်ခြင်းကိုစစ်ဆေးတယ်လို့ကျမ်းစာသုံးပါတယ်ကျွန်တော်ယုံကြည်ခြင်းပိုခိုင်မာလာမယ်ပိုပြီးတော့မှရင့်ကျက်လာမယ်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကုဏတော်ဘဲလာတသိခံလို့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြီးမြတ်ခြင်းတနာခြင်းဂရုဏာတော်ဘုရားရဲ့တကိုးတော်ဘုရားရဲ့ချင်းမြတ်တာကိုကျွန်တော်တို့သိနာလေပြီးတော့မှခံစားမှဖြစ်တဲ့အတွက်ဒီနေ့ကြုံတွေ့ရတဲ့အခက်အခဲများကို
ခံရတဲ့ခါမှာတဲ့ကျေးဇူးတော်ကိုချီးမွမ်းပါစာလံ34ငယ်8မှာထာဝရဘုရားကောင်းမြတ်တော်မူကြောင်းလို့တဲ့မြည်စမ်းတွေကြည်ကြတာဒီနေ့အခက်ခဲဆင်းရဲဒုက္ခမတွေ့ဘုရားသခင်ရဲ့တကူတော်တို့ကောင်းမြတ်ခြင်းတို့ကြီးမြတ်ခြင်းတို့ကိုသိနိုင်မှာမဟုတ်ဒီကနေ့ဘုရားသခင်ဒီကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခအခက်ခဲတွေအဖြစ်ဒီနေ့ဘုရားသခင်ကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တဲ့အတွက်ဒီဆင်းရဲဒုက္ခအခက်ခဲဘဝရဲ့အစဉ်မပြေမှုတွေကြုံတဲ့အခါခါတိုင်းနံပါတ်1ရှင်လန်းဝါမြောက်ပါနံပါတ်2တရားကျေးဇူးတော်ကိုချီးမွမ်းပါတဲ့နံပါတ်3ကတော့ပါလဲဆိုရင်တဲ့ကျွန်တော်တို့ဟလာအမေရိကန်ပတ်စာပေါ်မှာပါတဲ့အတိုင်းပဲ in God we trust ထာဝရဘုရား၌ဘုရားသခင်၌ယုံကြည်ကိုးစားပါတဲ့ကျွန်တော်ရှင်ယောအခန်းကြီး14တင်းတဲ့နှစ်မှာပါလဲသင်တို့စိတ်နှလုံးပူပန်ခြင်းမရှိပါနဲ့တဲ့ဒီနေ့စိတ်နှလုံးပူပန်တဲ့သူတွေရှိလားလို့ကျွန်တော်မေးလို့တရားမှလက်ညှိုးမထောင်အားလုံးခင်ဗျားတို့လူညာတွေပဲဟုတ်တယ်မလားရှိလားမေးရတာနဲ့ထောင်းမှရှက်လို့ဘုံလူတိုင်းစိုးရင်ပူပန်စိတ်ကလေးဟာအနေနဲ့များလူတိုင်းရဲ့အသိစိတ်နဲ့နှလုံးသားထဲမှာကျင်းမှုပြီးတော့မှရှိနေပါတယ်ဒီနေ့ချစ်တော်ညီကိုမောင်နှမပေါင်းလို့ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းတဲ့အတွက်သိတယ်ဒါကြောင့်မို့ဘီလီဂရမ်ကပြောတယ်တဲ့ကျမ်းစာထဲမှာလည်းကျွန်တော်တို့ check မလုပ်ရသေးဘူး fear not ဆိုတဲ့စကားအားလုံး365လုံးရှိတယ်ဒိတ်တွေကတော့ဒီနေ့အတွက်တစ်လုံးဘုရားသခင်ကထားတာပြီလား365ရက်ဆိုတော့မဖြစ်တစ်နှစ်စာနော်ဒီနေ့တစ်လုံးနဲ့ဒိတ်ကဘုရားသခင်ကမဖြစ် fear not fear not fear not ကျွန်တော်တင်သားတရားကသူတော်စိုးရင်လည်းကိစ္စအိမ်ခုဒီပြဿနာငွေကြီးပေါ့သူဘယ်လိုရှင်းရမှမသိဘူးအဲ့ဒါကျွန်တော်လာပြောတော့မှစတောင်းခိုင်းတော့မှဒီပြဿနာကိုဘယ်လိုရှင်းရမှမသိခါတော့တော့စားတော့မှသူ့ရဲ့နေ့စဉ်အလုံးမှာပျော်ရွှင်ဝမ်းမြောက်ညီသက်မှုတွေကတစ်ခါတည်းကုန်ခန်းပြီးတော့မှဖြစ်တကယ်ပဲရင်ဆိုင်ရမယ့်နေ့မှာသူညော်လေးစိုးရင်လို့မဟုတ်ပဲနဲ့အားလုံးဟာအေးစစ်စစ်ပြပြလေးလေးကောင်းကောင်းမှုပြီးသွားအဲ့တော့သူကျွန်တော်ဘာပြောလဲဆရာရဲ့တဲ့3လလောက်ခမင်းမစားနိုင်အဲ့လိုများပဲနဲ့စိုးရင်ပူပန်ခဲ့တာတော့နှမျောလိုက်တာတဲ့နှမျောလိုက်တာစောတော့အဲ့ဒီနေ့မှာအဲ့ဒီလိုလား result ဖြစ်မယ်မှသိအစတည်းကစိုးရုံလားမစိုးရုံပေါ့ဘုရားသခင်ကသိတယ်3လမှာဘာဖြစ်မလဲဆိုတာအဲကြောင့်မို့ဒီနေ့ကျွန်တော်တို့ဘာပြောနေလဲဟို result တော့မပြောဘူးပေါ့နော်ဒါပေမဲ့တွေ့ဟိုက်တော့ဒီနေ့ဘာပြောနေလဲ fear notအဲ့ဒါလည်းကျွန်တော်တို့သဘောပေါက်ဘာလို့နေလို့မလဲစိုးရင်နေတာပဲအဲ့တော့စိုးရင်ရဲ့ဖြည့်စင်းရပါတယ်ဆိုရင် the antidote for fear is faith ယုံကြည်ခြင်းပဲအကြောင်းခရစ်တော်ပြောတယ်ကျွန်တော်စိတ်နှလုံးပူပန်ခြင်းမရှိနဲ့ဘုရားသခင်ကိုလည်းယုံကြည်ပါဘုရားကိုလည်းယုံကြည်ပါငါ့ကိုလည်းယုံကြည်ပါတဲ့ဒီနေရာမှာ Judaism ဒီနေရာမှာ Islam နဲ့ခရစ်ယာန်ဘာသာနဲ့ line ပဲသွားဟုတ်လားသူတို့ကထာဝရဘုရားအလောင်းကိုးကွယ်တယ်ဒါပေမဲ့ငါ့ကိုလည်းကိုးကွယ်ပါဆိုတဲ့နောက်ဆက်တွဲကိုသူတို့လက်မခံတဲ့အခါမှာကျွန်တော်တို့နဲ့သူတို့နဲ့ခြားလာပါဒီနေ့ဘုရားသခင်ကသူ့ကိုယုံကြည်ခြင်းဟာကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုပြေပြောက်စေတဲ့အရာဖြစ်ပါတယ်ဒီနေ့ယုံကြည်ခြင်းတိုးပွားဖို့လိုတယ်ယုံကြည်ခြင်းခိုင်မာဖို့လိုတယ်ယုံကြည်ခြင်းအားကြီးဖို့လိုတယ် Romans 10:17 မှာယုံကြည်ခြင်းဟာတဲ့နော်ကြားနာခြင်းအဖြစ်ရဘာကိုကြားနာခြင်းလဲဘုရားသခင်နှုတ်ကပတ်တော်ကိုကြားနာခြင်းအဲ့တော့ဒီနေ့ယုံကြည်ခြင်းတိုးပွားခြင်းရင်ဘုရားကြောင့်များများလားနှုတ်ကပတ်တော်ကိုများများကြားနာခံယူရင်ကျွန်တော်နှလုံးသားထဲမှာယုံကြည်ခြင်းတွေဟာတနေ့တစ်နေ့တိုးတက်ခိုင်မာလာတဲ့အခါမှာစိုးရိမ်ပူပန်ကြောင်းများစိတ်တွေဟာကျွန်တော်တို့ဖြည်းဖြည်းချင်းရော့ပါပြီးတော့မှကျွန်တော်ဘယ်လိုအခြေအနေအချိန်ခါမျိုးပဲဖြစ်ဖြစ်ရက်တည်ပြီးတော့မှရင်ဆိုင်နိုင်တဲ့အတ္တဖြစ်ပါလိမ့်မယ်နောက်ဆုံးချက်မလေးဖခင်အတွက်အသက်ရှင်ပါ live for his glory ဖခင်အတွက်အသက်ရှင်အဲ့တော့ဒီနေ့ဖခင်အတွက်အသက်ရှင်မှုစင်ရဒုက္ခအခက်ခဲကြုံတဲ့အခါမှာဖခင်ကိုကျွန်တော်တို့မြင်ကွန်းထုတ်ပြီးတော့မှအပြစ်တင်တတ်တဲ့လူတွေရှိပါတယ်ဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခြေအနေတွေမှာနော်ကျွန်တော်ဘယ်လိုခံရနိုင်မလဲဘယ်လိုလွတ်မြောက်အောင်နိုင်မလဲဆိုရင်အဖြေကခုနဟဘကုတ်ကကျွန်တော်တို့ပြောထားတယ်နံပါတ်1 rejoice နံပါတ်2 praise God နံပါတ်3ကတော့ဗာလဲနော်ကျွန်တော်တို့ trust in the Lord ထာဝရဘုရားနဲ့ယုံကြည်ကိုးစားပြီးတော့မှရှင်ပေါလုကတော့ပြောတယ်ငါအသက်ရှင်ဒီနေရာမှာခရစ်တော်ဖြစ်တယ်ဒီနေ့ကျမ်းစာကဘာပဲပြောလဲဆိုရှင်နဲ့နော်ခ
သိမ်းသောအရာတို့ဟာဘုရားသခင်အဖို့ဖြစ်နေတယ်တဲ့အကြောင်းမို့တဲ့ငါဟာသိရင်လဲတဲ့ဘုရားအတွက်ပဲရှင်ရင်လဲဘုရားအတွက်ပဲဒီနေ့ကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်မတွေကျွန်တော်တို့ဒီနေ့အသက်ရှင်ခြင်းဟာဘာအတွက်အသက်ရှင်နေလဲ Seek ye first the kingdom of God and his righteousness ကိုပြောနေပေမဲ့ဘာအတွက်အဓိကရှားနေလဲလူငယ်တင်တန်းနေစပင်းကြီးတွေမိလိုက်တဲ့အဓိကတင်တန်းမှာလာတာဘာရှားလာလဲလို့ပြီးတဲ့အခါကောင်းမလေးလာရှာတော့เนาะကျွန်တော်တို့ကမစွန့်သေးဘူးပေါ့เนาะဒါကြောင့်မို့လှုပ်ရှားရုန်းကန်ရအောင်မယ်เนาะအဲ့တော့နောက်ဆုံးနေ့ကျတော့ဒါ last chance ပဲအဲ့တော့ကျွန်တော်တို့ကလူငယ်တွေဆိုစက်ကချင်းရှိတယ်ဟာတယ်ဆရာလည်းကျွန်တော်လည်းစက်ကမယ်ဟာကျွန်တော်ကချီးမွမ်းတော့ဘာလဲဆိုဆက်ပြီးတော့ကတ်နေဦးပါနဲ့အဖြစ်မရသေးဘူးတဲ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ရှာဖွေခြင်းဟာနည်းနည်းကျင်ရဆုံးသွားတဲ့လူတွေကတော့ဥစ္စာရှာတာသူများတွေတော့အင်းဒီနဲ့ဖြစ်နေပြီငါတို့လည်းစူးစမ်းရအောင်မယ်ဒီနေ့ဘုရားရှင်ကဘာပြောလဲနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုအရင်ရှာပါတဲ့ all things shall be added ဘာဖြစ်လဲအန်ဒီတင်တို့လိုသမျှသောအရာတွေကိုထပ်၍ပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မို့ဒီလေးခုပေါ့ဒီအချိန်ခါမှာကျွန်တော်တို့အတွက်ရပ်တည်နိုင်တဲ့ဖြည့်စည်းပေါ့နော်ကိုခံအားကောင်းတဲ့ဆေးရတော့ဒီလိုအခြေအနေပဲဖြစ်ဖြစ်နော်သခင်ဖျား၌ဝမ်းမြောက်ခြင်းနဲ့အသက်ရှင်ပါနံပါတ်2ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့အသက်ရှင်ပါနံပါတ်3ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ဖျားသခင်မှာယုံကြည်ခြင်းတစ်စက်မှမပြတ်သေးနဲ့ဖျားသခင်၌ယုံကြည်ကိုးစားအားထားပြီးတော့အသက်ရှင်ပါနံပါတ်4ကတော့ဘုရားသခင်အတွက်အသက်ရှင်ပါဘုရားသခင်ကျွန်မကိုသုံးပါဘုရားတော့ကကိုလှုပ်ချင်လို့လုပ်လို့မရဘုရားကခေါ်ပြီးတော့ခိုင်းမှလုပ်လို့ရတယ်အလုပ်ဖြစ်တယ်ငါသိတယ်ငါတတ်တယ်ငါပမာပြေတော့ဥက္ကဋ္ဌဘယ်နှစ်လှုပ်လာတယ်အဲ့ဒါလည်းမဆိုင်ဒီနေ့ဘုရားသခင်အမှုတော်ဟာဘုရားသခင်ကျွန်တော်တို့ကိုခေါ်ပြီးတော့မှခိုင်းပြီးတော့မှခွန်အားပေးပြီးတော့မှအသုံးပြုခြင်းပေါ်မှာမူတည်ပါတယ်ဒါလိုအခြေအနေမျိုးဆိုရင်တဲ့ဘုရားသခင်ကျွန်တော်တို့ကိုခွန်အားပေးပါတယ်ကျွန်တော်နောက်ဆုံးဗမာစကားတစ်ခုနဲ့ဒီလိုချုပ်ချင်တယ်အားမလို့အားမရဆိုတာကြားဘူးလေနော်ဘာလိမ့်လဲအားမလို့အားမရတိတ်ပြီးတော့မဖြစ်ဒီနေ့ဆိုလိုက်တာလည်းဆောင်းဝဲဖြစ်အားမပိုင်ဘူးဟာအားမလို့အားမရဖြစ်ပြီးတော့မှတိတ်ပြီးတော့မှကျင်တဲ့ရောက်ရမှုရှိတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီအားမလို့အားမရဆိုတာကို the Lord is my strength ဆိုတဲ့ context နဲ့စဉ်းစားတဲ့အခါမှာစာလုံးနှလုံးပိုင်းလိုက်တယ်အားမလို့အားမရဒီနေ့လူတော်များများအားမလို့ဘူးတဲ့အဲ့တော့အားသေးတွေတောက်တယ်မာသေးတောက်တယ်အဲ့တော့အားမလို့ဘုရားသိစရာအားမတောင်းဘူးအဲ့တော့ဘာမရဘူးအားမရဘူးနော်အဲ့တော့အားမလို့ဘူးလို့ခံရတဲ့လူတွေကဘာမရဘူးအားမရဘူးအဲ့တော့အားလိုပါတယ်ကိုတော့ကျွန်တော်မျိုးတော့မတတ်နိုင်တော့ဘူးမိသားစုတာဝန်လည်းကျွန်တော်မျိုးမထားနိုင်တော့ဘူးဘုရားမှုတော်အတွက်လည်းကိုတော်မမစားရင်ခွန်အားမပေးမရတော့ပါဘူးအားလိုပါတယ်ကိုတော်ကျွန်တော်မျိုးကိုတော်နဲ့ကင်းကွာရင်တော့ဘာမှမတတ်နိုင်အားလိုပါတယ်ဘုရားကြောင့်လာတဲ့ကအားလိုပါတယ်ဆိုတဲ့ခံယူချက်နဲ့လာရဲ့တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုအားပေးတဲ့အခါမှာအမှုတော်ဆောင်တွေကအားပေးတဲ့ယုံကြည်သူချင်းချင်းအားပေးတဲ့အခါဒီနေ့နှုတ်ကပတ်တော်အားဖြင့်အားတွေပြည့်ဝပြီးတော့ recharge ပေါ့နော်ခါတဲ့ battery အားအပြည့်ဝင်ပြီးတော့မှသွင်းပြီးတော့မှဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ငါတို့ရင်ဆိုင်ရပ်တည်နိုင်မယ်ဆိုတဲ့ခံစားချက်နဲ့ကျွန်တော်တို့ပြန်ဖို့လိုပါတယ်အဲ့လိုဒီနေ့ကျွန်တော်တို့အားမလို့အားမရဆိုတော့မှဖြစ်နိုင်မသုံးနဲ့ပေါ့နော်ကျွန်တော်တို့အားလို့တယ်ဒါကြောင့်မို့ဖြစ်တယ်ဘုရားသခင်ကြီးကအားတောင်းပြီးတော့မှအားတွေခွန်အားတွေကြံပါမှုခွန်အားဉာဏ်ပညာခွန်အားစိတ်ဓာတ်ခွန်အားဝိညာဉ်ခွန်အားနဲ့ပြည့်ဝပြီးတော့မှဒီနေ့ကျွန်တော်တို့ပြန်သွားပြီးတော့မှကျွန်တော်တို့ရပ်တည်ပြီးတော့မှဘုရားဘုန်းတော်အတွက်စက္ကန့်အသက်ရှင်ကြပါစို့အားလုံးဘုရားသခင်ကောင်းချီးပေးပါစေအာမင်